လိုတော့မုန်းတရားတွေမထားနဲ့လေတက်ဆွမ်းတလောက်ကိုညီလို့ရိုင်းပင်ရမယ်လေတူနဲ့တူကိုလေမူတီကြစိတ်လေးထားရှိကြရင်လေအေးချမ်းလို့တာယာဆိုပြေချို့တော့အပြုံးလေးတွေပြုံးထားလိုက်ပါလေမလိုတော့မုန်းတရားတွေမထားနဲ့လေတက်ဆွမ်းတလောက်ကိုညီလို့ရိုင်းပင်ရမယ်လေတူနဲ့တူကိုလေမူတီကြစိတ်လေးထားရှိကြရင်လေအေးချမ်းလို့တာယာဆိုပြေမမလာမထားကြနဲ့လေမကြမယ်လေလူဘဝခဏလာတဲ့ဧည့်သည်တွေစုံတွေ့ကြအခိုက်တန်လေးမှာမြင်မြတ်တဲ့နှလုံးသားနဲ့ဖြူစင်အောင်လေးပရာဟိတစိတ်တလေးအကောင်းဆုံးပါလေပီတီကိုစားအားဖြည့်စေမယ်လေလူချင်းအကောင်းမြင်တတ်ပါစေအစိုးရဝေးပါစေလောကကိုအလှဆင်နိုင်ပါစေဒီတဲ့ချင်းတန်လေးကြာရင်ငြိမ်အေးပါစေပို့တော်လို့တောင်းဆိုမြတ်တာချွေချို့တော့အပြုံးလေးတွေပြုံးထားလိုက်ပါလေမလိုတော့မုန်းတရားတွေမထားနဲ့လေတက်ဆွမ်းတလောက်ကိုညီလို့ရိုင်းပင်ရမယ်လေတူနဲ့တူကိုလေမူတီကြစိတ်လေးထားရှိကြရင်လေအေးချမ်းလို့တာယာဆိုပြေမမလာမထားကြနဲ့လေမကြမယ်လေလူဘဝခဏလာတဲ့ဧည့်သည်တွေစုံတွေ့ကြအခိုက်တန်လေးမှာမြင်မြတ်တဲ့နှလုံးသားနဲ့ဖြူစင်အောင်လေးပရာဟိတစိတ်တလေးအကောင်းဆုံးပါလေပီတီကိုစားအားဖြည့်စေမယ်လေလူချင်းအကောင်းမြင်တတ်ပါစေအစိုးရဝေးပါစေလောကကိုအလှဆင်နိုင်ပါစေဒီတဲ့ချင်းတန်လေးကြာရင်ငြိမ်အေးပါစေပို့တော်လို့တောင်းဆိုမြတ်တာချွေရှောက်လန်းရလူဘဝလန်းခီတရှောက်ဝေမတည်ငြိမ်တဲ့ဖြစ်ပျက်သဘောတွေပဲဤလူရအစိုးကောင်းများရဲ့ကြလေစုံတွေ့ခြင်းလေးများသိတူတယ်ကိုရွေးချယ်တဲ့လမ်းကိုရှောက်နေတဲ့ခရီးဘယ်သူတွေအမှားနဲ့အမှန်ဘယ်လိုပင်ဝေဖန်သုံးသပ်မလဲတနေ့တာအစိုးကောင်းများရဲ့အဖြစ်တွေညအိမ်ရလက်ကလေးနှစ်ဖူးပေါ်တင်ပြန်တွေးကြည့်မိရဲ့လားလို့လေမထင်လောက်ခဲ့သမျှအမားလို့လေပဲမမြင်
တင်ပါရီပြင်ဆင်ထားတင်တယ်လေဖုံးလွှမ်းနေပြီလားလီဆိုတာကန်ကတ်ထားရင်ငြိမ်းချမ်းဆုံးတရားအမြဲရှိနေမှာဒီတွင်သူဟာလေကိုပင်ကန်ကတ်ထားဖို့မဟုတ်ရပါလားဘဝလောကရဲ့အချိုးကွေမှာလေခံပါစေလှိုင်းပုတ်ပါစေနေရာမှာတရားသဘောများကိုအိုးလူသားတင်ပြပါစီတနေ့တာအစိုးကောင်းများရဲ့အဖြစ်ညအိယာလက်ကလေးနှစ်ဖူးပေါ်တင်ပြန်တွေးကြည့်မိရဲ့လားလို့လဲမထင်လောက်ခဲ့သမျှအမားလို့လဲပဲမမြင်ငါဒီဟုခဲ့တော့အဆွေမြင်ဝါတာတင်ပဲလို့ငြိမ်းချမ်းရာတင်ပါရီပြင်ဆင်ထားတင်တယ်လေဖုံးလွှမ်းနေပြီလားလီဆိုတာကန်ကတ်ထားရင်ငြိမ်းချမ်းဆုံးတရားအမြဲရှိနေမှာဒီတွင်သူဟာလေကိုပင်ကန်ကတ်ထားဖို့မဟုတ်ရပါလားဘဝလောကရဲ့အချိုးကွေမှာလေခံပါစေလှိုင်းပုတ်ပါစေနေရာမှာတရားသဘောများကိုအိုးလူသားတင်ပြပါစီအိုး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 လူသားတင်ဘေးကလာဘေးကိုပင်သွားရမလဲမသိနိုင်တဲ့လူဘဝခီးမှာအတ္တတွေဖုံးလွှမ်းနေပြီလားလီဆိုတာကန်ကတ်ထားရင်ငြိမ်းချမ်းဆုံးတရားအမြဲရှိနေမှာဒီတွင်သူဟာလေကိုပင်ကန်ကတ်ထားဖို့မဟုတ်ရပါလားဘဝလောကရဲ့အချိုးကွေမှာလေခံပါစေလှိုင်းပုတ်ပါစေနေရာမှာတရားသဘောများကိုအိုးလူသားတင်ပြပါစီတကွေဝေးအပြုံးတွေအမုံတွေဖလဲလူဘဝဆိုတဲ့ခီးဝေးအတ္တမာနငါဆိုသောတဘောနေလက်ကင်စုပ်ထားလူရဲ့မမြင်ချင်းသင်္ခါရတွေအသိနဲ့တတိကိုစင်စင်နိုင်စီအပြုံးတလူလူအမုံတန်တွေကဆူလောဘဒုဒ
ဆိုတဲ့တရားတွေဒီလောကတန်မြာခီးဝဲမနေမနာပဲရှောက်လန်းကြပြန်တယ်တဘာဝတရားဒီတွေ့ဆုံကြုံကွယ်မြည်လောကရဲ့လေပြားမှုကိုခံပြီးအောင်အတီးအစိုးတလေအကောင်တစ်ခါဖြစ်မြေဓမ္မတာရန်ထောင်လူတဲ့စိတ်တွေဝန်တူလူတဲ့စိတ်တွေအပြုံးနေတုံ့ပြန်စီလောကလူဘုံခဏတာလီမမူရီတာတရားပေါ်နိုင်ကြပါစေသူငါအချင်းနာရီပြီးစီဝေးငါလူချစ်ချင်းတရားတွေလက်ကလူပြီးငါဝေအချင်းနာတရားတွေတရာစိတ်ထားတွေကောင်းလို့နမိတ်ဆောင်အတိတ်တပေါင်းထွန်းလို့ပုံမြတ်တာတရားငြိမ်းနိုင်ကြပါစေအပြုံးတွေအမုံတွေဖလဲလူဘဝဆိုတဲ့ခီးဝေအတ္တမနာငါဆိုတော့တဘောနေလက်ကင်ဆုပ်ထားလူရဲ့မမြင်ချင်းသင်္ခါရတွေအသိနဲ့တရီကိုစင်စင်နိုင်စီအပြုံးတလူလူအမုံတန်တွေကဆူဆိုတဲ့တရားတွေဒီလောကတန်မြာခီးဝဲမနေမနာပဲရှောက်လန်းကြပြန်တယ်တဘာဝတရားဒီတွေ့ဆုံကြုံကွယ်မြည်လောကရဲ့လေပြားမှုကိုခံပြီးအောင်အတီးအစိုးတလေအကောင်တစ်ခါဖြစ်မြေဓမ္မတာရန်ထောင်လူတဲ့စိတ်တွေဝန်တူလူတဲ့စိတ်တွေအပြုံးနေတုံ့ပြန်စီလောကလူဘုံခဏတာလီမမူရီတာတရားပေါ်နိုင်ကြပါစေသူငါအချင်းနာရီပြီးစီဝေးငါလူချစ်ချင်းတရားတွေလက်ကလူပြီးငါဝေအချင်းနာတရားတွေတရာစိတ်ထားတွေကောင်းလို့နမိတ်ဆောင်အတိတ်တပေါင်းထွန်းလို့ပုံမြတ်တာတရားငြိမ်းနိုင်ကြပါစေကဘာပူပန်တော့ကကြောင်ကြဖြာအေးချမ်းရမျက်နှိပ်ပံရနိုင်ပါစေသာ
ယာမြတ်သောအကျင့်စဉ်မြတ်သောတရားကိုဟောကြားပေးတော်မူပါဖယားလက်စေပြောင်းမှုရှူကျူကြောကတပေတော်မရူလျှောက်ထားဥတေပနာဤလူရွာလူကပါပူပန်တော့ကကြောင်ကြပြအေးချမ်းရမျက်နှိမ်ပင်ရနိုင်ပါစေသောဆုတောင်း၍သာတောင်းတလျက်ပါအရှင်ဖယားရွှေပလင်းနန်းကိုကြွားမြန်းတော်မူပါတရားရည်အေးအမြိုက်စီတိုက်ကြွေးတော်မူပါအေးချမ်းရမျက်နှိမ်ပန်းလမ်းပြပေးပါဖယားမြတ်သောအကျင့်စဉ်မြတ်သောတရားကိုဟောကြားပေးတော်မူပါဖယားလက်စေပြောင်းမှုရှူကျူကြောကတပေတော်မရူလျှောက်ထားဥတေပနာဆရာတော်ပြီးရန်ကင်းပါစေစိတ်ဆင်းရဲတွေကင်းပါစေကိုယ်ဆင်းရဲတွေကင်းပါစေကိုယ်စိတ်နှလုံးရှင်ပြုံးနိုင်ပါစေဆရာတော်ကျမ်းမာချမ်းသာစေခန္ဓာဝန်ကိုသာသနာဝန်ကိုလွယ်ကူစွာဆောင်ရွက်နိုင်ပါစေဆရာတော်ဟောင်းတကူပြေလို့အသက်ရာကျိုးရှိပါစေဆရာတော်ပြီးရန်ကင်းပါစေစိတ်ဆင်းရဲတွေကင်းပါစေကိုယ်ဆင်းရဲတွေကင်းပါစေကိုယ်စိတ်နှလုံးရှင်ပြုံးနိုင်ပါစေဆရာတော်ကျမ်းမာချမ်းသာစေခန္ဓာဝန်ကိုသာသနာဝန်ကိုလွယ်ကူစွာဆောင်ရွက်နိုင်ပါစေဆရာတော်ဟောင်းတကူပြေလို့အသက်ရာကျိုးရှိပါစေဆရာတော်ပြီးရန်ကင်းပါစေကိုယ်ဆင်းရဲတွေကင်းပါစေစိတ်ဆင်းရဲတွေကင်းပါစေကိုယ်စိတ်နှလုံးရှင်ပြုံးနိုင်ပါစေဆရာတော်ကျမ်းမာချမ်းသာစေခန္ဓာဝန်ကိုသာသနာဝန်ကိုလွယ်ကူစွာဆောင်ရွက်နိုင်ပါစေဆရာတော်ဟောင်းတကူပြေလို့အသက်ရာကျိုးရှိပါစေဆရာတော်ဟောင်းတကူပြေလို့အသက်ရာကျိုးရှိပါစေဆရာတော်ဟောင်းတကူပြေလို့အသက်ရာကျိုးရှိပါစေ အကျိုးဆောင်များကစေတနာထားကျိုးစားနေတာတ
င်ပွဲစင်နွေးလို့ကျင်းပါနေပြန်နာတဒမဒေသနာသူတော်တရားထိုးလင်းဖို့ရပရဟိတအကျိုးဆောင်များကစေတနာထားကြိုးစားနေတာတရားအလူကြီးပေးဖို့ပါဆရာတော်တရားဟောဖို့ရဓမ္မငါသဘင်ပွဲစင်နွေးလို့ကျင်းပါနေပြန်နာဘုရားရှင်တော်ပွင့်လာမှာတော့ဓမ္မလေးများရကြလီတာဖယားဟောဓမ္မသဘောကိုနားလေသူများသာတော့ကအပူမီအဖျားဖျားအင်းကြီးစီနိုင်နာတရားဓမ္မရီသာလူဘဝရဲ့အားကိုရစေပါသာရမီကကိုစီရှိလို့သာသနာအတွင်းလူဖြစ်ရလီရာခဏကြာလူဘဝလေးမှာတရားနေသာအလားစီရမှာဓမ္မဒီသာလူတို့နှလုံးသားလှစီနိုင်တော့အရာဖြူစင်စိတ်ထားကြည်ညိုသရာကွာတရားတော်နာချတော်မူကြဒေသနာသူတော်တရားထိုးလင်းဖို့ရပရဟိတအကျိုးဆောင်များကစေတနာထားကြိုးစားနေတာတရားအလူကြီးပေးဖို့ပါဆရာတော်တရားဟောဖို့ရဓမ္မငါသဘင်ပွဲစင်နွေးလို့ကျင်းပါနေပြန်နာဘုရားရှင်တော်ပွင့်လာမှာတော့ဓမ္မလေးများရကြလီတာဖယားဟောဓမ္မသဘောကိုနားလေသူများသာတော့ကအပူမီအဖျားဖျားအင်းကြီးစီနိုင်နာတရားဓမ္မလေးသာလူဘဝရဲ့အားကိုရစေပါသာသနာအတွင်းလူဖြစ်ရလီရာခဏတာလူဘဝလေးမှာတရားနေသာအလားစီရမှာဓမ္မဒီသာလူတို့နှလုံးသားလှစီနိုင်တော့အရာဖြူစင်စိတ်ထားကြည်ညိုသရာပွားတရားတော်နာကြတော်မူကြရှိတယ်အတားစင်များလေးရှိမှာပဲရှိုင်းနေနေလေရှုံးမပေးလိုက်ပါနဲ့ဆူဆူကောင်းကောင်းဆက်ရှာရမှာပဲလူဘဝရဲ့အတိုင်းဝိုင်းတွေကြားလူနဲ့လူချင်းလဲစားမှုများကြုံတွေ့ရလဲစိတ်မပြတ်
ပါနဲ့အခက်ခဲရှိမှမင်းမဝအောင်မြင်မယ်ရှင်တန်ခြင်းဘဝတစ်ခုမှလိုအပ်ဟုသမျှမပြေနိုင်ပါနေရောက်လေးမောင်မိုက်ချင်းရှိသလိုအောင်မြင်ခြင်းကြရှုံးခြင်းများလေးရှိမှဒါလောကတဘာဝတရားလေစားမှုများကြုံတွေ့ရလေစိတ်မပြတ်ပါနဲ့အခက်ခဲရှိမှမင်းဘဝအောင်မြင်မယ်ရှင်တန်ခြင်းဘဝတစ်ခုမှလိုအပ်ဟုသမျှမပြေနိုင်ပါနေရောက်လေးမောင်မိုက်ချင်းရှိသလိုအောင်မြင်ခြင်းကြရှုံးခြင်းများလေးရှိမှဒါလောကတရားလူတိုင်းမှာအားနေချက်တွေနဲ့လူတိုင်းမဖြစ်လို့စိတ်မမြတ်ပါနဲ့စိတ်ကောင်းလေးပဲမင်းမေးလိုက်ပါစိတ်ကောင်းလေးနဲ့မင်းဆက်ရှောက်ပါခွေရှင်တန်ခြင်းဘဝတစ်ခုမှလူအမှုသမျှမပြေနိုင်ပါနေရောက်လေးအောင်မြင်ခြင်းကြရှုံးခြင်းများလေးရှိမှဒါလောကတဘာဝတရားရှင်တန်ခြင်းဘဝတစ်ခုမှလိုအပ်ဟုသမျှမပြေနိုင်မှနေရောက်လေးမောင်မိုက်ခြင်းရှိသလိုအောင်မြင်ခြင်းကြရှုံးခြင်းများလေးရှိမှဒါလောကတဘာဝတရား
မင်္ဂလာပါလို့နှုတ်ဆက်လန့်ကြိုမယ်တကယ်ဆိုကိုတယောက်တည်းမစွမ်းနိုင်ပေမဲ့စူပေါင်းအားနဲ့တို့ဝိုင်းလို့ကူမယ်စေတနာတရားထက်သန်တယ်မြမပြည်သားဟေးပရဟိတတို့မောင်းမယ်စားကြမယ်လေပတောက်ပန်းနဲ့ငူဝါရီဖူးပွင့်ကြပြီလေပြပြမင်းဆန်တွေထမပတောက်ပန်းများလေဝေပတောက်ပန်းနဲ့ငူဝါရီဖူးပွင့်ကြပြီလေပြပြမင်းဆန်တွေထမပတောက်ပန်းများလေဝေပြုံးမတီးရတဲ့ပင်နန်းကဆောင်းလို့မျောနေလမ်းကြီးကိုကြီးချမ်းလို့တောင်စီအတူပြောလို့ရေကစားကြမယ်လေလာပါကွာပြောစရာများနဲ့တို့မြမယူရာတာတဲ့ကြမ်းနေကူမအလှတမ်းများလေးပါလာပါကွာပြောစရာများနဲ့တို့မြမယူရာတာတဲ့ကြမ်းနေကူမအလှတမ်းများလေးပါတကြည်ပူဇော်ပွဲစင်တွေလို့ကုသိုလ်ယူရာမြမယူရာအစင်လာတလေးပါကိုယူလိုက်ပေါ်တို့ရဲ့အမွေလေးပါပတ်ခါဖြန်အေးချမ်းကြပါစေတာသပင်စင်ကနှွေပျော်မြူနိုင်ကြစေတကြံရပတ်ခါဖြန်အေးချမ်းကြပါစေတာသပင်စင်ကနှွေပျော်မြူနိုင်ကြစေနှစ်သိခါသမယမှာဘေးပရာအပေါင်းတို့ဝေးပါစေတောင်းစုပေါင်းလို့စုတောင်းမြတ်တာချွေပတောက်ပန်းနဲ့ငူဝါရီဖူးပွင့်ကြပြီလေပြပြမင်းဆန်တွေထမပတောက်ပန်းများလေဝေပတောက်ပန်းနဲ့ငူဝါရီဖူးပွင့်ကြပြီလေပြပြမင်းဆန်တွေထမပတောက်ပန်းများလေဝေပြုံးမတီးရတဲ့ပင်နန်းကဆောင်းလို့မျောနေလမ်းကြီးကိုကြီး
ကစားကြမယ်လေလာပါကွာပြောစရာများနဲ့တို့မြမရုပ်ရာတာတကြံနေကူမအလှတမ်းများလေးပါလာပါကွာပြောစရာများနဲ့တို့မြမရုပ်ရာတာတကြံနေကူမအလှတမ်းများလေးပါတကြည်ပူဇော်ပွဲစင်တွေလို့ကုသိုလ်ယူရာမြမရုပ်ရာအစင်လာတလေးပါဂုဏ်ယူလိုက်ပေါ်တို့ရဲ့အမွေနှစ်ပါတကြံရပတ်ခါဖြန့်အေးချမ်းကြပါစေတာတပင်စင်ကနှွေပျော်မြူနိုင်ကြစေတကြံရပတ်ခါဖြန့်အေးချမ်းကြပါစေတာတပင်စင်ကနှွေပျော်မြူနိုင်ကြစေနှစ်သိခါသမယမှာဘေးပရာအပေါင်းတို့ဝေးပါစေတောင်းစုပေါင်းလို့စုတောင်းမြတ်တာချွေတကြံရပတ်ခါဖြန့်အေးချမ်းကြပါစေတာတပင်စင်ကနှွေပျော်မြူနိုင်ကြစေတကြံရပတ်ခါဖြန့်အေးချမ်းကြပါစေတာတပင်စင်ကနှွေပျော်မြူနိုင်ကြစေနှစ်သိခါသမယမှာဘေးပရာအပေါင်းတို့ဝေးပါစေတောင်းစုပေါင်းလို့စုတောင်းမြတ်တာချွေ